2026အတွင်းမြန်မာအပါအဝင်ကမ္ဘာကြီးမှာဖြစ်လာမယ့်ဘေးတစ်ခုကိုကြိုတင်ပြီးဟောကိန်းထုတ်လိုက်တဲ့ထိုင်းအကြောင်းမြန်ဆီယမောင်ပြည်သူများလုံးမဲ့မင်္ဂလာပါတက်ခီရဲ့ YouTube Channel မှာကြိုဆိုပါရစေ2025ခုနှစ်အတွင်းမှာမြန်မာနိုင်ငံအတွင်းငလျင်ဘေးကြီးကိုကြုံတွေ့ရပြီးထိုင်းနိုင်ငံမှာလည်းအဖျက်ခက်ခဲ့တာပါငလျင်ကြီးလှုပ်မဲ့အကြောင်းကိုကြိုတင်ဟောထားခဲ့တာကထိုင်းကအကြောင်းမြန်ဆီယမတယောက်ဖြစ်ပါတယ်အခုလည်းထိုင်းအကြောင်းမြန်ဆီယမမော့ပလိုင်းက2026ခုနှစ်အတွင်းကြုံရမယ့်ဘေးတစ်ခုကိုကြိုတင်ပြီးဟောပြလိုက်တာပါ2026ခုနှစ်အတွင်းမှာမြန်မာနိုင်ငံထိုင်းနိုင်ငံအပါအဝင်ကမ္ဘာကြီးမှာကြုံလာရမယ့်ဘေးကတော့ကိုဗစ်ရောဂါထပ်ပိုဆိုတဲ့ရောဂါကပ်ဘေးလို့ဆိုပါတယ်ကိုဗစ်ရောဂါကတကမ္ဘာလုံးမှာပြန့်နှံ့သွားပြီးကမ္ဘာလူဦးရေကိုပါထိခိုက်စေခဲ့တဲ့အထိပြင်းထန်ခဲ့တာပါကိုဗစ်ကြောင့်စီးပွားရေးဖြစ်ရသလိုမိသားစုဝင်တွေလည်းခွဲခွာသွားရပါတယ်ကိုဗစ်ပြီးဆောင်ပေါ်နှစ်အနည်းငယ်ကြောက်ခဲ့ပြီးနောက်ဆက်တွဲရောဂါတွေကိုလည်းခံစားခဲ့ကြရရဲ့ရှင်ဒါကြောင့်ဒီကမ္ဘာကြီးမှာတော့ဒီလိုဘေးဆိုးကြီးကိုဘယ်သူမှမကြုံကျင်ကြတော့တာပါကိုဗစ်ရောဂါကိုဆုံးလာပြီလို့ထင်ခဲ့ကြပေမယ့်2026ခုနှစ်မှာဒီထက်ပြင်းထန်တဲ့ရောဂါကြီးတစ်ခုဖြစ်လာနိုင်ကြောင်းထိုင်းအကြောင်းမြန်ဆီယမကဟောလိုက်ပါတယ်အဲဒီယောဂါကတက်ခွဲခန့်တစ်ခုကနေထွက်လာမှဖြစ်ပြီးကမ္ဘာပေါ်မှာလူဦးရေကိုရောက်သွားစေမယ်လို့ဆိုပါတယ်ဒီယောဂါကိုခံစားရတဲ့သူတွေကတဏှာနဲ့တဏှာကူးတန်းသွားလာရင်းနဲ့ရောက်ရှိသွားမှဖြစ်ကောင်းကြိုတင်ပြီးပြင်ဆင်ထားဖို့အတွက်သတိပေးချပါတယ်2026ခုနှစ်နှစ်ဝက်ထိဂရုစိုက်ကြဖို့မှကြားထားပြီးဘာသာရေးကိုလည်းမမေ့ကြဖို့တိုက်တွန်းထားပါသေးတယ်တချို့ကတော့ထိုင်းအကြောင်းမြန်ဆီယမဟောတာကိုမယုံကြည်ကြပေမဲ့သူဟောတဲ့အရာတွေကတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တာပါမြန်မာနိုင်ငံမှာငလျင်ကြီးလှုပ်မဲ့အကြောင်းကိုထိုင်းအကြောင်းမြန်ဆီယမက2024ခုနှစ်ခန့်ကကြိုတင်ပြီးသိထားခဲ့ပါတယ်။မော့ပလိုင်ဟောင်းမြန်မာနိုင်ငံမှာ2025ခုနှစ်အတွင်းပြင်းထန်တဲ့ငလျင်လှုပ်ပြီးထိုင်းနိုင်ငံအထိပါအဖျားခတ်မဲ့အကြောင်းကို2024ခုနှစ်ဒီဇင်ဘာလကတည်းကကြိုတင်ပြီးပြောထားခဲ့တဲ့သူပါ။သူပြောခဲ့တာကိုဘယ်သူမှသတိမထားမိခဲ့ကြပေမဲ့သူကတော့ရုပ်သံလိုင်းကနေတစ်ဆင့်တော့အသိပေးခဲ့ပါရဲ့ရှင်။သူပြောခဲ့တဲ့အတိုင်းမြန်မာနိုင်ငံအတွင်းမှာပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးဘန်ကောက်မှာတိုက်တီလည်းပြိုကျသွားခဲ့တာပါမြန်မာနိုင်ငံမှာငလျင်ကြီးကြီးမားမားလှုပ်ပြီးတဲ့နောက်သူပြောတဲ့အရာတွေကိုပူပြီးစိတ်ဝင်စားလာကြပါတယ်မော်ပလိုင်က2026ခုနှစ်အတွင်းမှာလည်းအခြားသော BNDA အကြောင်းကိုပါဟောထားခဲ့တာပါ2026ခုနှစ်နှစ်ဝက်ထိယူဆိုင်တင်ပြီးဘာသာရေးများများလုပ်ဖို့အတွက်ထိုင်းပြည်တင်ဆီယမကတိုက်တွန်းထားပေမဲ့သူပြောတဲ့အရာတွေကိုတချို့တွေကတော့မယုံကြည်ကြဘူးရှင်ဒါပေမဲ့သူပြောတာတွေကလည်းတစ်ခုပြီးတစ်ခုမှန်ကန်လာလို့လက်ခံလာကြတာပါတချို့တွေကတော့ဒီလိုမှန်ကန်နေတာကတိုက်ဆိုင်မှုကြောင့်ဖြစ်တယ်လို့ပြောကြရရှင်သူဟောတာတွေကတကယ်ဖြစ်လာမလားဆိုပြီးဆက်လက်ဆောင်ကြည့်နေကြပါတယ်မော်ပလိုင်ကတော့သူမြင်ထားတဲ့အကြောင်းအရာတွေကိုမချွေးမချန်ပြောပြနေကောင်မြန်မာနိုင်ငံအတွင်းမှာလည်းအခြားသောအကြောင်းမြင်ဆီယမတွေရှိနေပေမဲ့ဆီယမမော်ပလိုင်ဟောထားတဲ့အကြောင်းအရာတွေကတစ်ချက်ပြီးတစ်ချက်မှန်ကန်နေတာပါထိုင်းအကြောင်းမြင်ဆီယမကအသက်ကြီးတဲ့အရွယ်မဟုတ်ပေမဲ့လည်းသူပြောတဲ့အရာတွေကတော့မှန်နေတာကိုညင်မရခဲ့ပါဘူးသူပြောတဲ့အချက်တွေမှန်ကန်နေလို့ထိုင်းနိုင်ငံကရုပ်သံလိုင်းမှာလည်းမကြာခဏဖိတ်ကြားခံရပါတယ်။ငလျင်လုံးပြီးတဲ့နောက်မှာတော့အရန်နမဲကြီးတော့ပြီးအခုဆိုရင်တော့ရုပ်သံလိုင်းမှာ2026ခုနှစ်အတွက်ဂျိုတင်ဟော့ကင်းတွေတော့ပြောနေတာပါ။ထိုင်းရဲ့ကြားမြင်ဆီယမမော်ပလိုင်ဟောရဲ့အချက်တွေကတကယ်ပဲဖြစ်လာနိုင်လားဆိုတော့ comment မှာပြပြခဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ပါဦးနော်။နေ့ရက်တိုင်းအတွက်ပြောရှင်းပါစေ။